အမျိုးသားဖြစ်သူကသူ့ရဲ့ပေါင်ပေါ်ကိုချက်ဝတ်တန်းစားအစိပ်ပိုင်းတစ်ခုကိုအသားရတင်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲကြံရှိနေတဲ့အစိပ်ပိုင်းတွေဟာတစုံတစ်ယောက်ကခေါ်ယူလိုက်တယ်လို့မျိုးသူ့ခန္ဓာကိုယ်ပေါ်ကိုအလိုလျောက်လာရောက်ကတ်တွယ်သွားပါတော့တယ်ကန်ကောင်းထောင်မစွာနဲ့မဲဒီချက်ဝတ်တန်းစားကသူ့ကိုအကာအကွယ်ပေးလိုက်တာကြောင့်ဒဏ်ရာမရရှိခဲ့ပါဘူးဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူတခါမှမမြင်ဘူးခဲ့တဲ့အတိတ်မှတ်ဉာဏ်ပေါင်းများစွာဟာသူ့ရဲ့စိတ်အာရုံထဲကိုအရှင်အဟုန်နဲ့တိုးဝင်လာပြီးသူ့ရဲ့အသိစိတ်ကိုပြင်းပြင်းထန်ထန်ရိုက်ခတ်သွားပါတော့တယ်သူ့ဇနီးကတခုခုမှားယွင်းနေတာကိုအချိန်မီတတိထားမိသွားပြီးသူ့ကိုရေတွင်းထဲကနေအများဆုံးတွဲတင်ပေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချက်ဝတ်တန်းစားကိုပြန်ချွတ်ဖို့ကြိုးစားတဲ့အခါမှာတော့အစိတ်ပိုင်းတိုင်းကသူ့ရဲ့အကြီးပြားတဲ့ကိုဆွဲမြဲနေတာကိုတွေ့လိုက်ရပါတယ်ဘလို့ပဲကြိုးစားချွတ်လို့မရတဲ့အဆုံးနောက်ဆုံးတော့သူဟာချက်ဝတ်တန်းစားပေါ်ကနေအပေါ်အင်ကြီးပွားပွားတစ်ထည်ကိုပဲထပ်ဝတ်ထားလိုက်ရပါတော့တယ်အဲ့ဒီနောက်သူကကိုဝန်ဆောင်ဇနီးတဲ့ကိုခေါ်ပြီးဆေးရုံကိုဘိုက်အပ်ဖို့တွားခဲ့ပါတယ်။သူနာပြုကကလေးကကျန်းမာရေးအရန်ကောင်းပါတယ်လို့ချီးမွမ်းနေပေမဲ့အဲ့ဒီအမျိုးသားရဲ့မျက်လုံးထဲမှာတော့မြင်ကွင်းတွေဟာလုံးဝကိုပြောင်းလဲနေပါတယ်။ရှေ့မှာမြင်နေရတဲ့မြင်ကွင်းတွေကထိတ်လန့်စရာကောင်းနေပေမဲ့လည်းသူကတော့တိတ်ပြီးဂယုမဆိုင်မိပါဘူး။ဒါဟာမောပန်းနွမ်းနယ်နေတာကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ချောက်ကြားမှုတစ်ခုလိုပဲသူထင်နေခဲ့တာပါ။ဒါပေမဲ့သူမသိလိုက်တာကတော့သူမေးကနေအိပ်ပျော်သွားတဲ့အချိန်မှာမြဲမောင်နေတဲ့လက်တစုံဟာသူ့ခေါင်းစီကိုရုတ်တရက်လန်းလာခဲ့တာပါပဲ။ကန်ကောင်းစွာနဲ့ပဲအောက်ထပ်ကထွက်ပေါ်လာတဲ့စူညံတန်းကြောင့်သူအချိန်မီနိုးလာခဲ့ပါတယ်။သူဟာဇနီးဖြစ်သူကိုအမြန်နှိုးပြီးဘာဖြစ်တာလဲဆိုတာသိရအောင်အောက်ထပ်ကိုဆင်းကြည့်ကြပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကမီးဖွင့်လိုက်တဲ့အခါမှာတော့တောင်းတနေရာမှာရက်နေတဲ့ထူးဆန်းတဲ့သရဝါတကောင်ကိုတွေ့လိုက်ရလို့နှစ်ယောက်သားထိတ်လန့်သွားကြပါတယ်။သူတို့နှစ်ယောက်တုံ့ပြန်ဖို့တော့အချိန်မရလိုက်ခင်ပါပဲ။သူတို့ရဲ့နောက်ကျောဘက်မှာပို့ပြီးတော့ကြောက်စရာကောင်းတဲ့မိစ္ဆာကောင်ကြီးကရုတ်တရက်ပေါ်လာပါတော့တယ်